ငြိမ်ဝတ်ဆိုတဲ့ဂုံတော်တခြင်းကို music note ထုတ်ပြီးမှ online ပေါ်မှာအားလုံးကိုလေ့လာဖို့အတွက် note ချထားပေးပါတယ်တကယ်၍ note လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော် Sans Piano Class ဆိုပြီးမှ Facebook စာမျက်နှာမှာ notes ကိုတောင်းလို့ရပါတယ်လို့နော်လာတောင်းလို့ရပါတယ်လို့အားလုံးအတွက်အဆင်ပြေအောင်လို့အနည်းဆက်ဆုံးရေးပြီးမှပို့ထားပါတယ်လို့ရေးထားပါတယ်လို့အားလုံးကိုပဲဆင်ပြေကြပါစေတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ကိုလည်း subscribe ပါလေးလုပ်ထားပေးကြပါဦးလို့အားလုံးကိုမြတ်တရားခံလိုပါတယ်ဆိုတော့နောက်လည်းအများကြီးကျွန်တော်ဒီတစ်လောက်လေးကျွန်တော်နားလေးတစ်လောက်လေးကို share လုပ်တာဖို့စီစဉ်ရှိပါတယ်အဓိကတော့ကျွန်တော် gospel song တွေကိုပဲလုပ်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဦးတည်ချက်နဲ့ဒီ gospel song တွေကိုအားလုံးအလွယ်လေးတစ်ခုတည်လို့ရအောင်လို့အားလုံးဘုရားမြတ်နဲ့ပါဝင်စပတ်နိုင်အောင်လို့ကျွန်တော်နားလေတဲ့လောက်လေးကို YouTube မှာရေးပြီးမှအစီခံခြင်းဖြစ်ပါတယ်လက်တွေ့ကြကြလေ့လာတဲ့လူတွေအတွက်လည်းကျေးဇူးတင်ပါတယ်ဘုရားမြတ်နဲ့တာဝေဖျားအသုံးပြုတော်သူတွေဖြစ်ကြပါစေ